ဆေးအာနာရှင်တွေရဲ့အာနာလူသားတွေရဲ့မင်္ဂလာပါမြန်မာနိုင်ငံအတွင်း၌နေ့စဉ်ဖြစ်ပွားနေတဲ့သတင်းမှန်တွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးတဲ့ channel တစ်ခုဖြစ်ပါတယ်။နားဆင်သွားကြပါ။ဒီတွင်ပဋိပက္ခတွေရဲ့ဆေးအာနာရှင်အာနာလူသားကိုမကျင်တဲ့ဒီမိုကရေစီစနစ်ကိုပြောင်းကျင်တဲ့သူများရဲ့ဒီပဋိပက္ခတွေကအရန်ပြင်းထန်လာတာပေါ့နော်။ပြင်းထန်လာတော့တိုင်းပြည်ကဖွံ့ဖြိုးတိုးတက်ရေးတွေလုပ်မဲ့အစားစစ်ပွဲတွေမှာပဲပတ်စံတွေကုန်နေကြတယ်ပေါ့နော်လူသားရင်းမြစ်တွေဆုံးရှုံးနေကြတာပေါ့တော့တစ်ဖက်ကပြောစရာရှိတဲ့ဆေးအာနာရှင်ကရှော့မပေးရင်မင်းတို့ရှော့ပေးပါလားဒါလည်းမဖြစ်နိုင်ဘူးလေပြီးတော့290ကြာသူတို့ပေးအုပ်ချုပ်လိုက်တယ်ကျွန်တော်တို့လက်နက်ကင်ဒေါ်လာကြီးမလုပ်ခဲ့ဘူးဒါပေမဲ့သူတို့မပြောင်းဘူးသူတို့တိုင်းပြည်ကိုတိုးတက်အောင်လည်းမလုပ်ပေးနိုင်ဘူးအနောက်နိုင်ငံများနဲ့သူတို့ရန်ဖြစ်တယ်ပြီးတော့တိုင်းပြည်စီးပွားရေးလည်းဖွံ့ဖြိုးအောင်မလုပ်ပေးနိုင်ဘူးပြီးတော့အနောက်နိုင်ငံများနဲ့ session ထိတယ် session ထိတယ်အဲ့တော့သူတို့တရုတ်ကိုပြေးကတ်တယ်ရုရှားကိုပြေးကတ်တယ်အဲ့တော့အနောက်နိုင်ငံများနဲ့တရုတ်နဲ့ရုရှားနဲ့ပို့ပြီးတော့ဆက်ဆံရေးဆိုးလာတဲ့အခါမှာဒီကုလသမဂ္ဂဆိုတဲ့အဖွဲ့အစည်းဝင်ပါလာတယ်အဲ့တော့မြန်မာနိုင်ငံလူ့ခွင့်ရေးချိုးဖောက်မှုတွေအများများတယ်ဘလို့သမားခွင့်ရေးတွေချိုးဖောက်မှုတွေများတော့ session တွေထိတယ်တိုင်းပြည်စီးပွားရေးကဖွံ့ဖြိုးသလောက်မဖို့ပြောဘူးပြီးတော့စစ်အာဏာရှင်တွေကလည်းပြည်သူအတွက်လုပ်ပေးဖို့မစင်စားဘူးသူတို့ကိုကြိုးရှာနေတာလက်ပေးလက်ယူလုပ်နေတာသူတို့ပဲကြီးပွားချမ်းသာလုပ်ပြီးတော့တိုင်းပြည်ကစုပ်ပြတ်တက်ပြီးတော့ကြံခဲ့တယ်အဲဒါကြောင့်ပြည်သူတွေကငြင်းငြင်းချမ်းပြောင်းမှုပြောတယ်သူတို့လက်မခံဘူးသူတို့တနက်နဲ့အင်အားသုံးတယ်အဲ့တော့အခြေအနေကပိုဆိုးတဲ့ဆိုးလာတာပဲရှိတယ်ဒါပေမဲ့ကမ္ဘာလုံးကိုခီးသွားတဲ့ခါကျတော့သူများနိုင်ငံတွေအားလုံးကဘာစနစ်ပဲဖြစ်ဖြစ်အာဏာရှင်ပဲစနစ်ပဲဖြစ်ဖြစ်သူတိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်တော့အားလုံးကစီစဉ်တကြဖြစ်နေကြတာပေါ့နော်အဲ့တော့ဆေးအာနာရှင်တွေရဲ့အဓိကအားနည်းချက်ကအနောက်နိုင်ငံဒီမိုကရေစီနိုင်ငံများနဲ့ပြည်လည်အောင်မနေနိုင်တဲ့ပြဿနာပြောချင်တာကထိုင်းနိုင်ငံတို့လိုဒေရှားတို့လိုဒီအနောက်နိုင်ငံများနဲ့သဟဇာတဖြစ်အောင်မနေတတ်ဘူးအပေးယူမလုပ်တတ်ဘူးပြီးတော့ဒီတိုင်းပြည်မှာရှိတဲ့ပြည်သူတွေရဲ့ဆန္ဒကိုတိုင်းတာတစ်ခုတည်းလိုက်လျောငြိမ်သက်သွားအောင်လည်းမလုပ်တတ်ဘူးသူတို့ကငါတကူဖို့ပဲလုပ်ပြီးတော့အခုရွေးကောက်ပွဲကိုပဲကြည့်ဒီများ2020ရွေးကောက်ပွဲကိုမဲခိုးပါတယ်မဲလိမ်ပါတယ်ဆိုပြီးတော့အကြောင်းပြခဲ့ကြတဲ့ဒီစစ်အာဏာရှင်တွေဒီကျန်းဖို့ပါတီကသူတို့လုပ်တဲ့ရွေးကောက်ပွဲကြတော့အဆိုးဆုံးအနေအထားကိုဖြစ်နေတာအဲ့လိုအရှိတရားကိုလိမ်လည်ပြီးတော့မမှန်ကန်တဲ့ကိစ္စတွေနဲ့ကဘာကြီးကိုလှည့်ပြားဖို့ကြိုးစားတော့ကမ္ဘာနိုင်ငံတွေနဲ့အဆင်မပြေဘူးကမ္ဘာနိုင်ငံနဲ့အဆင်မပြေတော့သူတို့ကိုအတိမတ်မပြုဘူးသူတို့ကိုအတိမတ်မပြုတော့သူတို့ကိုပိတ်ဆို့တယ်သူတို့ကိုပိတ်ဆို့တဲ့ခါကျတော့တိုင်းပြည်လုံးခံရတယ်အဲ့တော့သူတို့ကဖောက်ထွက်ပဲဆိုပြီးတော့တရုတ်နဲ့ပေါင်းတယ်ရုရှားနဲ့ပေါင်းတယ်ဒါပေမဲ့ပေါင်းတဲ့နိုင်ငံတွေကလည်းစီးပွားရေးအရာပဲအဲ့နိုင်ငံတွေကိုသူတို့ကထိုးကျွေးလိုက်တာပဲရှိတယ်ပြည်တွင်းမှာဖွံ့ဖြိုးရေးလုံးဝမှန်းလည်းနားမလည်ဘူးသူတို့ကကိုယ်ပိုင်စေယုံထောင်မယ်ကိုယ်ပိုင်ကုမ္ပဏီထောင်မယ်ကိုသားသမီးတွေကြီးပွားအောင်လုပ်မယ်ငါတို့ကြီးပွားအောင်လုပ်မယ်အုပ်ချုပ်တဲ့လူတန်းစားတွေကိုလည်းလက်ပေးလက်ယူမှုတွေနဲ့မတရားဝင်နေဖန်ပြီးတော့စီးပွားရှာမယ်ဒါပဲသူတို့စဉ်းစားနေတာဒီတရက်စားညံနေနဲ့ပဲဆက်အုပ်ချုပ်တဲ့ခါကျတော့မခံနိုင်တဲ့ပြည်သူတွေနဲ့ဖိနှိပ်မှုရက်စက်မှုကိုမခံနိုင်တဲ့လူပြည်သူတွေကပြန်ပြောတဲ့ခါကျတော့လေပြင်းပြင်းထန်ရေးယူတယ်ပြောချင်တာကပြည်တွင်းမှာရှိတဲ့ပြည်သူတွေကိုလည်းအသံပိတ်အောင်မလုပ်နိုင်ဘူးကမ္ဘာမှာရှိနေတဲ့အရေးကြီးတဲ့နိုင်ငံကြီးများကိုလည်းပြေလည်အောင်မနေနိုင်ဘူးအဲ့ဒီကြားထဲကနေပြီးတော့တိုက်ပြည်စီးပွားရေးချွတ်ချုံကြတယ်တိုက်ပြည်ရဲ့ပညာရေးတွေချွတ်ချုံကြတယ်သူတို့ရဲ့မူဝါဒအမှားတွေပညာရေးမူဝါဒအမှားတွေစီးပွားရေးမူဝါဒအမှားတွေလူငယ်တွေနောက်မျိုးဆက်တွေကိုဖန်တီးနိုင်တဲ့စွမ်းအားကိုဖွင့်ပေးနိုင်တဲ့အနေအထားတွေပေါ့ဒီအနေအထားတွေအလုံးဆုံးရှုံးသွားတဲ့အခါမှာအမြင်မကျမှုတွေအတ္တကြီးမှုတွေဒုက္ခကောင်းဆံမှုတွေတစ်ဖက်ပိတ်အတွေးခေါ်တွေကြောင့်ကျွန်တော်နိုင်ငံဟာသူများနိုင်ငံတွေကတိုးတက်တဲ့လောက်တိုးတက်နေတယ်
သူအာနာရှင်ပဲအုပ်ချုပ်ဒီတိုင်းပြည်ကသူပုံမှန်သွားလာနေတယ်သူပြည်သူတွေကိုသူကျင်းတဲ့အဆင့်တစ်ခုဖြစ်အောင်လှုပ်ထားပေးနိုင်တယ်ပေါ့ဗျာဒီနိုင်ငံမှာရှိတဲ့ပြည်သူတွေကိုကျွန်တော်သတိထားမိတာပေါ့နော်ဒီနေ့လဲကျွန်တော်တို့ကားလိုက်ပို့တဲ့ driver နဲ့စကားပြောပြတယ်သူကအာဖရိကနိုင်ငံတစ်နိုင်ငံကနေရောက်နေတာပေါ့အဲ့တော့သူတို့ကိုအလုပ်လုပ်ခွင့်ပေးထားတယ်ဗျနော်အကြောင်းတွေတော့တက်လို့ရကြတဲ့လောက်ရမှာပေါ့ဒါပေမဲ့သူတို့ကိုနေထိုင်ခွင့်ပဲပေးထားတယ်အဲ့တော့ဒီနိုင်ငံမှာရှိတဲ့နိုင်ငံသားတွေကအထက်တန်းလောက်လူတန်းစားလို့အစစ်တစ်ခုနဲ့နေရတဲ့ခါကျတော့သူတို့ရဲ့အာဏာရှင်ဖြစ်တဲ့သူတို့ရဲ့အစိုးရကိုဘယ်သူကဝေဖန်မှာလဲဟုတ်တော့မလားအဲ့တော့သူတို့အစိုးရနဲ့သူတို့နဲ့ပြည်လည်နေတာပေါ့သူပြည်သူကိုသူကျင့်တဲ့အောင်လူတန်းစားတစ်ရက်ကိုဖန်တီးပေးထားတယ်မြောက်နိုင်တို့ကကြတော့အဲ့လိုမျိုးဖန်တီးပေးမှုမလုပ်ပဲဒီရိုဟင်ဂျာဆိုတာတွေကိုလွတ်လပ်စွာပေးသွားလိုက်ရမှာလေလွတ်လပ်စွာပေးသွားသူနိုင်ငံသားပေးတာမပေးတာခဏနေရောသူ့အလုပ်လုပ်စားခွင့်တော့ပေးထားပြီးတော့သူပြည်သူတွေမှာအလုပ်သမားတွေအဖြစ်ထားရင်သူပြည်သူတွေလည်းကျင်းနေမှာပေါ့အဲ့တော့သူတို့ကနိုင်ငံရေးအတိုက်ပွဲဝင်တာကိုနိုင်ငံရေးကချွေးသိပ်ထားတာတွေလှုပ်ထားဖို့အဲ့ဒါမျိုးမစင်စားပဲနဲ့ရဲရဲဆက်ဆက်လူမျိုးတုံးတပ်ဖြတ်တယ်လို့ရာဇဝမှုတွေတွက်လှုပ်လိုက်တဲ့အခါကျတော့ကဘာကြီးနဲ့ထိတ်တိုက်တွေ့တာအဲ့တော့ကဘာကြီးကလူခွင့်ရေးဒီမိုကရေစီရေးကိုကင်ဆွဲတဲ့နိုင်ငံတွေကသူ့ရဲ့ policy ကမနေ့က UK ပါလီမန်မှာပြောသလိုပဲလူခွင့်ရေးချိုးဖောက်တဲ့တရုတ်နိုင်ငံတော့အဖြစ်ပြောတယ်ဒါပေမဲ့ဆက်ဆံလို့ရတယ်အဲ့တော့ဖုံဖုံပြပြတရုတ်နိုင်ငံလောက်တာလည်းပါတာပေါ့အဲ့တော့တရုတ်နိုင်ငံသားတွေကသူ့နိုင်ငံမှာသူ့အစိုးရကကဘာကြီးနဲ့ခြီတဲ့ပြောချင်တာကဗျာသူ့ကွန်မြူနစ်ပါတီကိုဝင်ပါတဲ့လူတွေကအလုပ်လုပ်လို့ရတယ်ကြောင်းတက်လို့ရတယ်နိုင်ငံတွေကအဆင့်မီကုမ္ပဏီတွေကိုဖွင့်ပေးတယ်အဲဒီကုမ္ပဏီတွေမှာအလုပ်လုပ်လို့ရတယ်ဘဝရက်တည်လို့ရတယ်အဲဒီမှာတစ်ဆင့်ကျွန်တော်မနေ့ကပြောသလိုစုတူပြဘဝကနေပြီးတော့ဖန်တီးရှင်ဘဝတွေကိုဖြစ်အောင်နိုင်ငံတော်ပိုင် corporation ကြီးတွေရဲ့တစ်ဆင့်လုပ်ပေးသွားတဲ့အခါမှာပြည်သူတွေအတိုင်းအတာတစ်ခုထိကျင့်တတ်တာပေါ့ဗျာစစ်ပွဲတွေလည်းမရှိအောင်ဖန်တီးထားနိုင်တယ်အဲ့တော့တရုတ်နိုင်ငံမှာနိုင်ငံရေးစနစ်အရဒီမိုကရေစီတော့အတန်ထွက်လို့မရဘူးလူခွင့်ရေးအတန်ထွက်လို့မရဘူးဒါပေမဲ့တရုတ်ကွန်မြူနစ်ပါတီနဲ့ပြည်လည်အောင်နေတဲ့လူဒန်းစားတွေကအဆင်ပြေတယ်ပေါ့ဗျာအဲ့တော့အဆင်ပြေတဲ့ခါကျတော့တိုက်ပြည်ကိုဖွံ့ဖြိုးတိုးတက်မှုတွေလုပ်ပေးတယ်တိုက်ပြည်ကိုရင်းနှီးမြှုပ်နှံမှုတွေခေါ်ပေးတယ်နိုင်ငံခြားကုမ္ပဏီတွေခေါ်ပေးတယ်အဲ့ဒီနိုင်ငံခြားကုမ္ပဏီတွေတရုတ်ကိုရန်သူလိုသတ်မှတ်ထားတဲ့အနောက်နိုင်ငံများနဲ့ဖန်တီးပေးတယ်သွားလာလို့ရအောင်လုပ်ပေးတယ်အဲ့တော့အေလီယာနေမှာသူပြည်သူတွေကအခြားနိုင်ငံတွေနဲ့ရှင်လိုက်ရင်တော့ဥပမာမြန်မာနိုင်ငံလိုအီရန်နိုင်ငံလိုမြောက်ကိုရီးယားလိုနိုင်ငံသားတွေနဲ့ရှင်လိုက်ရင်တရုတ်နိုင်ငံသားတွေရဲ့ဘဝကကျင်းနေနိုင်တယ်ထိုနည်း၎င်းပဲဒီအရှေ့နယ်ပိုင်းနိုင်ငံတွေလည်းထိုနည်း၎င်းပဲနော်ဒူဘိုင်းနိုင်ငံကာတာနိုင်ငံဆော်ဒီအာရေဗျနိုင်ငံဂျော်ဒန်နိုင်ငံသူတို့ပြည်သူတွေသူတို့ပြည်သူပြည်သားတွေကိုအတိုင်းအတာတစ်ခုတည်းသူတို့ဖန်တီးပေးတာပေါ့အဓိကလစ်ပြားနဲ့ဒီဆဒမ်ဟူစိန်ပေါ့နော်ဂဒါဖီတို့ဆဒမ်ဟူစိန်တို့အာဆတ်တို့ကမင်းအောင်လှိုင်တို့လှုပ်တယ်လို့အနောက်နိုင်ငံများနဲ့အဆုံးစွန်အမုန်းတရားသွားလှုပ်လိုက်တဲ့အခါမှာအခုလိုပျက်စီးသွားတာပေါ့တိုက်ပြည်လည်းနစ်နာသွားတာအဲ့တော့အလယ်လက်ကျတဲ့လမ်းစဉ်နဲ့ရွေးတဲ့စောစောတော့ကအီဂျစ်နိုင်ငံတို့လိုဆော်ဒီတို့ဂတ်နိုင်ငံတွေပေါ့နော်ဘာရိန်းတို့ဒီနိုင်ငံတွေကအနောက်နိုင်ငံများကလုံးဝမီးစိမ်းပြထားတဲ့လက်မခံနိုင်တဲ့ကိစ္စတွေကိုထိန်းသိမ်းလုပ်တဲ့အခါမှာသူ့နိုင်ငံသားတွေကိုတာယာအောင်သူလုပ်ပေးနိုင်တယ်။ဆော်ဒီနိုင်ငံဆိုရင်ဗျာသိန်းကန်သလားပြည်နော်။ကြောက်တောင်တွေပဲရှိတာဘာမှမရှိတဲ့နိုင်ငံမြစ်လည်းမရှိဘူးရေချိုလည်းမရှိဘူး။အဲ့လိုဘဝကနေပြီးတော့သူ့နိုင်ငံတိုးတက်ဖို့အတွက်တဆင့်ချင်းပေါ့နော်သူ့ပြည်သူပြည်သားတွေကိုပြည်လဲအောင်လုပ်ပေးသွားတာပေါ့အဲ့တော့အီရန်နိုင်ငံကြတော့ဘယ်သူပဲအုပ်ချုပ်သူ့ပြည်သူနဲ့သူနဲ့မပြည်လဲဘူးဘာကြောင့်လဲသူကအနောက်နိုင်ငံရဲ့အဓိကမဟာဒီအင်အားကြီးဖြစ်တဲ့အမေရိကန်နဲ့သွားပြီးတော့အဆုံးစွန် red line တွေသွားလုပ်တာပေါ့အဓိကနျူကလ িয়ার လက်နက်ကိုသွားရွေးတယ်ပြီးတော့ဒီ
အဖွဲ့အစည်းတွေကိုထောက်ပံ့ပေးတာပေါ့အဲ့ဒီအဖွဲ့အစည်းတွေကလည်းအရှေ့လက်ပိုင်းမှာအမေရိကန်နဲ့တခြားအာရပ်နိုင်ငံများပေါ့အထူးသဖြင့်ဒီ Gulf ပင်လယ်ကွေ့နိုင်ငံများရဲ့နိုင်ငံရေးကိုဝင်ဆွတ်တဲ့ပုံစံတွေဖြစ်လာတဲ့အခါကျတော့နောက်ဆုံးပိတ်ဆို့အရေးယူမှုကနေပြီးတော့သူ့နိုင်ငံဟာမြန်မာမင်းအောင်လှိုင်တို့ရွေးတဲ့အတိုင်းပဲအဆုံးစွန်တွေစီးပွားရေးကျသွားတဲ့အခါမှာပိတ်ဆို့မှုတွေခံရတဲ့အခါမှာပြည်တွင်းမတည်မငြိမ်မှုတွေဖြစ်ပြီးတော့တိုင်းပြည်ရဲ့မျက်နှာတော့အဲ့တော့တိုင်းပြည်ကိုအုပ်ချုပ်တဲ့လူတွေကဒီလိုသဟဇာတဖြစ်အောင်နှစ်ဖက်မစွန်းတဲ့ပုံစံနဲ့သွားနိုင်ရင်လေကမ္ဘာကြီးမှာနေပြိုတဲ့နိုင်ငံတွေဖြစ်နေတာပဲအကောင်းဆုံးဥပမာကဘင်္ဂလားဒေ့ရှ်ကိုကြည့်မလားပါကစ္စတန်ကိုကြည့်မလားအိန္ဒိယကိုကြည့်မလားထိုင်းကိုကြည့်မလားမလေးရှားကိုကြည့်မလားစင်ကာပူကိုကြည့်မလားအခုဆိုဗီယက်နမ်ကိုကြည့်မလားအဲ့တော့ဗီယက်နမ်နိုင်ငံကကွန်မြူနစ်စနစ်ပဲသုံးတယ်တရုတ်လိုပဲအမေရိကန်နဲ့ပြည်လဲပြီးတော့အမေရိကန်မကြိုက်တဲ့အဆုံးရှုံဆုံးကိစ္စတွေကိုအီရန်လိုမလုပ်ဘူးအဲ့တော့အီရန်ကိစ္စကြတော့တကမ္ဘာလုံးမှာအီရန်ကိုထောက်ခံနေတဲ့လူတွေကအမေရိကန်တော်နျူကလ িয়ার လက်နက်ပိုင်တယ်ငါတို့ကဘာလို့ပိုင်လို့မရဘူးဆိုတော့အဲ့ဒီခြုံတွန်းလောက်တာတွေကနေပြီးတော့အီရန်ကပို့ဆိုးသွားတာတကယ်တမ်းကျတော့သူတို့ကအီရန်နိုင်ငံမှာမနေပဲအပြင်ကနေဝိုင်းပြီးတော့ခြုံတွန်းလုပ်နေတာအဲ့တော့အမေရိကန်နဲ့အမုန်းတရားဖြစ်တော့ဘူးသူခံရတယ်အီရန်ပဲခံရတာဘယ်နေရာမှာခံရလဲတိုက်ပြည်စီးပွားရေးပြတ်သွားတာအခုအီရန်နိုင်ငံမှာဖြစ်နေတဲ့ဆန္ဒပြပွဲတွေကအီရန်ရဲ့ပတ်စံကတန်ဖိုးမဲ့သွားတဲ့အခါမှာပြည်သူတွေမခံနိုင်တော့ဘူးအဲ့တော့မခံနိုင်တော့ဆန္ဒပြပွဲတွေနဲ့ဖြစ်တယ်ခတ်တယ်နှိမ်နှင်းတယ်မတိမငြိမ်ဖြစ်တယ်မတိမငြိမ်ဖြစ်တဲ့အခါကျတော့ပြစ်ခတ်တော့အနောက်နိုင်ငံများပို့ပြီးပိတ်ဆို့တယ်အဲ့ဒီဟာကိုသူကအနောက်နိုင်ငံများရဲ့ပိတ်ဆို့မှုတောင်လှုပ်ဖို့အတွက်နျူကလ িয়ার လက်နက်ကိုမရအောင်လုပ်မယ်လို့ပြောတယ်အဲ့တော့အရှိလေပိုင်းမှာသူ့ကိုမထိရဲအောင်အင်အားသုံးခြင်းတယ်အဲ့ဒါကနေပြီးတော့တိုင်ပတ်နေပြီးတော့နောက်ဆုံးတိုက်ပြည်ပဲနေတာပေါ့လားအဲ့တော့အဲ့လိုမျိုးကမ္ဘာအခင်းအချင်းကြီးတစ်ခုလိုကမ္ဘာပေါ်မှာနိုင်ငံတွေအများကြီးရှိတယ်ဗျာအဲ့တော့အီရန်နိုင်ငံဆိုရင်အရင်နှမျိုးပို့ကောင်းတယ်အီရန်နိုင်ငံဆိုတာဒီပါရှန်ဘီရင်လက်ထက်မှာဒါဒီအာရှသဝါကိုတော့ကြီးစိုးခဲ့တယ်အိန္ဒိယကိုတော့ကိုလိုနီလုပ်သိမ်းပိုက်ခဲ့တယ်တကယ်မဟာအင်အားကြီးနောက်ပြီးတော့ဒေသအရာလဲဒီတကယ်ပထဝီအနေထားအရာဒီရုရှားတို့အာရှရဲ့အလယ်ပိုင်းမှာအလွန်အမတန်ကောင်းတဲ့အနေအထားတစ်ခုမှာရှိနေတဲ့အနေအထားကနေဒီနေ့အဓိကအင်အားအကြီးဆုံးဖြစ်တဲ့အမေရိကန်နဲ့ရန်သွားလုပ်တဲ့အခါမှာဒုက္ခရောက်တာပဲဒိုဒီလည်းကောင်းပဲအင်အားအကြီးဆုံးဖြစ်တဲ့အမေရိကန်နဲ့ရန်လုပ်တဲ့ဆဒမ်ဟူစိန်ဂဒါဖီအာဆတ်တို့လည်းဒုက္ခရောက်တာပဲအဲ့တော့အမေရိကန်နိုင်ငံမှာမနေဘူးအာရပ်နိုင်ငံမှာမနေပဲအပြင်ကနေပြီးတော့အမေရိကန်ကရန်သူဖြစ်တဲ့အမေရိကန်မတရားဘူးပြောနေတဲ့မြှောက်ပေးနေကြတဲ့ဒီကမ္ဘာအခင်းချင်းကိုလည်းနားမလဲပဲမြှောက်ပေးနေကြတဲ့သူတွေပေါ့အထူးသဖြင့်ဆော်ဒီနိုင်ငံဆိုရင်ဆော်ဒီကဘာဖြစ်တယ်အမေရိကန်ဖားတယ်သူတို့ကဒီဆော်ဒီနိုင်ငံမှာမနေဘဲနဲ့အပြင်ကနေပြီးတော့ဝိုင်းပြီးတော့ဂျင်းစကားလုံးနဲ့ဝိုင်းမြောက်ပေးနေတယ်တကယ်တမ်းသူ့နိုင်ငံမှာသူနေတဲ့လူတွေကသူ့အစိုးရနဲ့သူနဲ့ပြေလည်နေကြတယ်ပြောချင်တာကဆော်ဒီနိုင်ငံသားတွေကအဆင့်တစ်ခုအနေနဲ့အခုလိုနေရတယ်ထိုနည်း၎င်းပဲဒူဘိုင်းနိုင်ငံသားတွေအမှ UAE နိုင်ငံသားတွေဘာရိန်းနိုင်ငံသားတွေကာတာနိုင်ငံသားတွေဂျော်ဒန်နိုင်ငံသားတွေအဲ့တော့အဲ့လိုမျိုးပဋိပက္ခပေါ့နော်ဒီပဋိပက္ခတွေကိုကြော်လွှားဖို့စဉ်းစားတဲ့နေရာမှာဒီဒါအီရန်နိုင်ငံဆိုရန်နှမျိုးဖို့ကောင်းတာရန်နှမျိုးဖို့ကောင်းတာဟိုပြင်ပကနေအီရန်နိုင်ငံမှာလည်းမနေဘဲနဲ့ဝိုင်းမြောက်ပေးနေကြတဲ့လူတွေကသတ်ပေါ့တကယ်တမ်းပဂတိအနေထားဟာအီရန်မှာရှိတဲ့ပြည်သူတွေကဒီအနောက်နိုင်ငံများရဲ့ပိတ်ဆို့မှုဒဏ်ကိုအကုန်ခံရတာတော့တိုင်းပြည်ကစီးပွားရေးနောက်ကျသွားတယ်လူတွေဆင်းရဲလာတယ်လူတွေကတိုင်းပြည်ကထွက်ပြေးတယ်ဒီလိုအနေထားတွေကနေပြီးတော့နောက်ဆုံးကြတော့ဒီပဋိပက္ခရဲ့တွန်းပို့မှုတဲကိုပဲအားလုံးကရောက်သွားကြတာလေဒါကြောင့်ဟိုတိုင်းပြည်ကိုအုပ်ချုပ်မင်းလုပ်တယ်ဆိုတာအဖွင့်လင်းဆုံးပြောရင်ကမ္ဘာပေါ်မှာယင်းနှိမ့်မြုံနှံမှုအများဆုံးပေးနိုင်တဲ့နိုင်ငံကမ္ဘာပေါ်မှာဤပညာကိုဝေမျှပေးနိုင်တဲ့နိုင်ငံအဲ့ဒီနိုင်ငံတွေနဲ့ရန်ဖြစ်ပြီးနေတဲ့ဘယ်နိုင်ငံမှကမ္ဘာပေါ်မှာတိုးတက်တာမရှိဘူးအဲ့တော့အရှေ့တောင်အာရှမှာပဲကြည်လိုက်မြန်မာတနိုင်ငံကလွဲရင်ကျန်တဲ့10နိုင်ငံလုံးက
ဒီကမ္ဘာပေါ်မှာအရင်းနှီးမြှုပ်နှံမှုပေးနိုင်တဲ့ဥရောပနဲ့အဆင်ပြေတယ်အမေရိကန်နဲ့အဆင်ပြေတယ်အနောက်နိုင်ငံများနဲ့အဆင်ပြေတယ်တရုတ်နဲ့လည်းအဆင်ပြေတယ်ဒီမင်းအောင်လှိုင်တို့အုပ်စုတစုပဲအနောက်နိုင်ငံများနဲ့လုံးဝအဆင်မပြေဘူးနှစ်60ရှိနေပြီအခုဆိုနှစ်40ရှိနေပြီအဲ့ဒါကိုဒီကြက်ဖို့ပါတီဒီအစိမ်းသမားတွေပေါ့နော်ဗိုလ်ချုပ်တွေနားမလဲသူကြီးကာလပတ်လုံးသူတို့နိုင်ငံဟာဒီပဋိကဒေါ်တွေကနေထွက်ဖို့မရှိဘူး။ဘာကြောင့်လဲ။သူတို့ကအင်အားကြီးတယ်။နော်သူတို့ကအင်အားကြီးတယ်အဲ့တော့သူတို့အားကိုးလို့ရတဲ့ဒီဘယ်လိုပြောမလဲမူဝါဒတွေကျင့်ဝတ်တွေကိုမလေးစားတဲ့တရုတ်ရုရှားတို့နဲ့ပေါင်းပြီးတော့အင်အားထက်ကြီးအောင်လုပ်လို့ရတယ်။ပြီးတော့ဒီတော်လှန်နေတဲ့ပြည်သူတွေကိုနှိမ်နင်းလို့ရတယ်။ဒါပေမဲ့အပြောက်လည်းဖျောက်လို့မရဘူး။ဘာလို့ပြည်သူအားကို people power ကိုအပီးတိုင်ဖျောက်ဖို့ဆိုတာမဖြစ်နိုင်ဘူးအဲ့တော့ people power ကပြည်သူရဲ့စန့်ကျင်အားကတငွေ့ငွေ့တော့လောင်နေမှာပဲအဲ့ဒီတငွေ့ငွေ့တွေလောင်နေသူရဲ့ကာလပတ်လုံးတိုင်းပြည်ပဋိပက္ခတွေမပြီးငြိမ်းပဲနဲ့ရှေ့ကိုဆက်သွားလို့မရပဲကျွန်တော်တို့ဒီအမြဲတမ်းတိုင်ပြန်ပတ်နေပြီးတော့တိုင်ပတ်နေပြီးတော့ဒီနေရာကိုပဲပြန်ရောက်ပြီးတော့တဝဲလေလေနဲ့ကျွန်တော်တို့ဒီဝဲခရဲ့ကြားထဲမှာကျွန်တော်နိုင်ငံဟာကမ္ဘာပေါ်မှာအဆိုးဝါးဆုံးအနေထားကိုတဖြည်းဖြည်းတွန်းပို့သွားတာပြောချင်တာကတိုက်ပြည်ကနေပြည်သူတွေထွက်ပြေးကြမယ်နိုင်ငံတကာကိုလွှင့်စင်သွားမယ်တိုက်ပြည်ရဲ့ဒီတန်ရာဇာတာတွေလူသားရင်းမြစ်တွေဆုံးရှုံးမယ်အဲ့တော့တိုက်ပြည်ရဲ့ပညာရေးစနစ်တွေကလည်းပို့ပြီးတော့ဆုံးရှုံးသွားမယ်ပြည်သူတွေကပို့ပြီးတော့တုံးသွားမယ်ပို့ပြီးတော့တီထွင်မှုတွေဝေးသွားမယ်ဆရာအာဏာရှင်အုပ်စုကလည်းအာဏာရရင်ပြီးရောဆိုသူတို့တနက်စားညံနေနဲ့သူတို့ကြီးပွားချမ်းသာမှုပဲဆက်လုပ်မယ်ပြည်သူတွေကပူပေါင်းပါဝင်မှုမရှိတဲ့ခါကျတော့သူတို့စိတ်ဆိုးမယ်စိတ်ဆိုးတဲ့ခါကျတော့ပြင်းထန်နေသူတို့ရှောက်လို့မယ်အဲ့တော့ဟိုပိတ်ဒီပိတ်ဆို့တာတွေလုပ်မယ်ပိတ်ဆို့တာများတဲ့ခါကျတော့တိုးတက်တဲ့လောက်မတိုးတက်ဘူးစစ်ပွဲတွေဖြစ်မယ်ဒီတန်တရားအားလုံးဟာမြန်မာနိုင်ငံမှာအုပ်စိုးခဲ့တဲ့ခေတ်အဆက်ဆက်အုပ်စိုးခဲ့တဲ့ဒီကြက်ဖို့ပါတီနဲ့အခုတိုက်ပြည်အာဏာကိုလူယူထားကြတော့မင်းအောင်လှိုင်တို့အုပ်စုမှာအပြည့်အဝတာဝန်ရှိတာ